သူတို့ရဲ့မွေးလာတဲ့ကလေးတွေကိုမြေမင်းသားစားတာတွေဥတွေကိုဆွဲထုတ်ပြီးအစီနှစ်တွေစားတာတွေကိုပြုလုပ်ခဲ့ကြတယ်။ဒီသတင်းကိုတင်ဖို့အတွက်2ရက်လောက်အချိန်ယူခဲ့ရတယ်။ သိပြီးပြီလား channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့လက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးကိုပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်အသက်မပြည့်သေးတဲ့ကလေးတွေကိုကိုတွေးတာမတွေးထားဘူးတဲ့နီးလန်းပေါင်းစုံနဲ့အာရမပြုကျင်းခဲ့ကြတဲ့အပြင်ကိုမှတချို့ဆိုလို့ရှိရင်ပေါ့နော်ဒီအပြိုပေါ်ဝင်တဲ့ကလေးတွေများပါလာခဲ့တယ်ဆိုလို့ရှိရင်အတင်းအာရမကလေးယူခိုင်းပြီးတဲ့ခါကျတော့သူတို့ရဲ့မွေးလာတဲ့ကလေးတွေကိုမြေမင်းသားစားတာတွေဥတွေကိုဆွဲထုတ်ပြီးအစီနှစ်တွေစားတာတွေကိုပြုလုပ်ခဲ့ကြတယ်။ဒီသတင်းကိုတင်ဖို့အတွက်2ရက်လောက်အချိန်ယူခဲ့ရတယ်။ဖတ်တိုင်းလဲရင်ထဲမှာစိုးနေတယ်လို့မျိုးပျော်တိုင်းလဲမျက်ရည်တွေကျလာတယ်ရင်ထဲမှာစိုးပြီးတော့ပြို့ပြီးတော့အန်ကျင်လာပြီးတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီနေ့မှပြောဖြစ်ခဲ့တာဖြစ်ပါတယ်။သတင်းကတော်တော်လေးကိုဟောနေတာကြာပါပြီ။ဖြစ်စဉ်ကဘယ်တော့စခဲ့ရလဲဆိုတော့2008ခုနှစ်လောက်ကစခဲ့တာပေါ့နော်။အဲ့ဒီလူကလုံနေရတော့ကြာပြီဒါပေမဲ့2008ခုနှစ်လောက်မှာသူကသူ့ရဲ့တရားဝင်လုပ်ငန်းတစ်ခုပေါ့နော်ဒီလိုမျိုးအသက်မပြည့်သေးတဲ့ဆယ်ကျော်သက်ကလေးတွေကိုမာဆက်လောက်ခိုင်းတဲ့ဟာမျိုးကိုသူကလုပ်တယ်လုပ်တဲ့အခါမှာဘယ်လိုမျိုးလဲဆိုတော့ငွေရှာခြင်းတဲ့အရွယ်လေးတွေပေါ့နော်ဆယ်ကျော်သက်ကလေးတွေကိုသူကမာဆက်လုပ်လို့ရတယ်ဆိုပြီးတော့အလုပ်ပေးတယ်အဲ့ကနေမှတစင်းဒီလိုမျိုးလိန်ကျွန်းနေအဖြစ်ကိုသူကတွတ်သွင်းတာပေါ့နော်အဲ့ဒီကနေ तू ကဘယ်လိုမျိုးလဲဆိုတော့ဒီတယောက်ကိုကွန်ရက်စနစ်နဲ့တွားတယ် ML လိုမျိုးပဲmix up bonus တို့ပါလို့ပေါ့နော် game 900လိုမျိုးပဲ तू ကအဲ့လိုမျိုးပေးခဲ့တာပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့တယောက်ရပြီဆိုလို့ရှိရင်ဒီလိုမျိုးသူတို့ရှိမှကျွံသွားပြီငွေရမှန်းတည်သွားပြီဆိုရင်တခြားတငယ်ချင်းတွေလည်းခေါ်ခဲ့နင့်ဒေါ်လာ900ပေးမယ်တို့ဘာတို့တယောက်ခေါ်နိုင်ဘယ်လောက်ပေးမယ်ဆိုပြီးတဖြည်းဖြည်းနဲ့ပထမဝင်ထားတဲ့သူတွေကခေါင်းကြီးဖြစ်လာပြီးလူချတဲ့အလုပ်ပဲလုပ်ကြတော့တယ်နောက်လူတွေကလည်းတဖြည်းဖြည်းနဲ့မာဆက်ဆွဲခေါင်းစဉ်အောင်မှာပဲတိတစားတွေဖြစ်ကုန်ကြတယ်ပေါ့နော်အဲ့ဒီဟာကိုအမေတရားမိဘတွေကပေါ့နော်တိသွားတဲ့ခါမှာသူ့ကိုတိုင်ခဲ့တဲ့ခါကျတော့အဲ့2008ခုနှစ်မှာအဲ့အမှုကစတင်ခဲ့တာပေါ့နော်ဒါပေမဲ့လည်းသူ့ရဲ့နောက်မှာအရန်ကြီးတဲ့ကွန်ရက်ကြီးနိုင်ငံရေးသမားကြီးတွေcelebrity တွေလုံးဝ billionaire တွေ millionaire တွေဒီလိုမျိုးတွေကသူ့ရဲ့ client တွေဖြစ်နေတဲ့အခါကျတော့သူကဒီလိုမျိုးပဲပတ်လက်ခံရတယ်ပေါ့နော်အမှုတွေကအဲ့လိုမျိုးနဲ့ပဲဂျားထဲမှာသတင်းမီဒီယာတွေကလည်း like ဒီလိုမျိုးဟိုလိုမျိုးဒီလိုမျိုးပဲနောက်ဆို blog တွေလည်းဆို2019ခုနှစ်ကြာမှသူ့ကိုအကျဉ်းချထောင်ချနိုင်ခဲ့တယ်ထောင်ချနိုင်ပေမဲ့လည်းသူ့ရဲ့ client တွေဘာတွေညာရဲ့တေချာ data တွေကိုမရသေးဘူးမရသေးခင်မှာပဲသူကထောင်ထဲမှာကိုအဆုံးစီရင်ခဲ့တယ်အဆုံးစီရင်ခဲ့တယ်ဆိုပေမဲ့အဲ့ဒီလူကအဆုံးစီရင်ခဲ့ရဆိုပေမဲ့အဲ့ဒီအချိန်မှာထောင်ထဲမှာ CCTV မှတ်တမ်းလည်းရှိမနေဘူးအဆောင်လည်းရှိမနေဘူးသူရဲ့ dead body တခုပဲပြန်ရခဲ့ရဖြစ်တဲ့အတွက်ဒါကတော့ဘလို့မှဖုံးနိုင်မဖိနိုင်တော့တဲ့အတွက်ဒီလူတွေကသူ့ကိုစတေးလိုက်ကြတယ်ဆိုပြီးတဲ့ခါကျတော့တောက်လျှောက်လိုက်နေတာပေါ့နော်သတင်းမီဒီယာတွေပေါ့အဓိကကတော့အခုနောက်ပိုင်းမှာသတင်းမီဒီယာရဲ့အရန်ရေးကြီးလာတဲ့ခါကျတော့အလွတ်တန်းစုံတောက်တွေသတင်းမီဒီယာတွေဒီလိုမျိုးတွေကပဲတောက်လျှောက်လိုက်နေကြကြတယ်အခုကျတော့အဲ့ဒီပေါ့နော်စည်ရင်းတွေထွက်လာပြီတက်သေးတွေထွက်လာပြီတဖြည်းဖြည်းနဲ့တစားပေါ်လာတဲ့အချိန်မှာဘယ်လောက်ထိဆိုရခဲ့လဲဆိုရင်အဲ့ဒီလူကအဲ့လိုမျိုးမြင်နိုင်တဲ့စီးပွားရေးအပြင်ကိုမှသူကအရန်ချမ်းသာတယ်သူ့မှာကိုယ်ပိုင်ကျွန်းနေထီတောင်မှဝယ်ထားတယ်သူ့ရဲ့ချစ်သူဖြစ်တဲ့သူကလည်းဒီလိုမျိုးအလုပ်တွေပဲလုပ်တယ်အဲ့ဒီအပြင်ကိုမှပေါ့နော်ဒီကျွန်းနေပေါ်မှာဆိုရင်သူတို့ကလေလံပွဲလိုမျိုးကျင်းပကြတယ်အဲ့ပွဲတက်ကြမယ်ဆိုလို့ရှိရင်အဲ့ပွဲမှာတက်ခဲ့ကြတာအဲ့သူနဲ့ရင်းနှီးတဲ့သူတွေထဲမှာတမန်တွေပါတယ်နာမည်ကြီးလုံးဝမင်းသားမင်းသမီး celebrity တွေအဲ့လိုမျိုးတွေပါတယ် billionaire တွေ trillionaire တွေအဲ့လိုမျိုးတွေဒီကိုပါဝင်ခဲ့ကြတယ်ဘာလောက်တာလဲဆိုတော့သူတို့ကအသက်မပြည့်တဲ့ကလေးတွေကိုသူတို့ကလေလံတင်လို့အနိုင်ရတဲ့သူကငရဲခမ်းလို့ခေါ်မှာပေါ့နော်အခန်းထဲကိုခေါ်ပြီးတော့သူတို့လှုပ်ချင်တာတွေလှုပ်ခဲ့ကြတယ်သူတို့တွေးတော့မတွေးမိတဲ့အရာတွေကွာနောက်ဆုံးဘယ်လိုပြောမဘဝမှာအဆိုးရွားဆုံးအရာတွေနဲ့နာကျင်ခံစားရပြီးတော့တေဆုံးတဲ့အထီကိုဖြစ်အောင်လုပ်ခဲ့ကြတယ်အဲ့ဒီအပြင်ကိုမှဘယ်လောက်ထိဆိုရတယ်ဆိုတော့လူမပီသားတဲ့လောက်ရက်တွေလောက်ခဲ့လဲဆိုတော့ဒီလိုမျိုးပေါ့နော်အပြိုပေါ်ဝင်တဲ့မိန်းကလေးတွေများအဲ့ဒီထဲမှာပါလာခဲ့တယ်ဆိုရင်တို့ကအဲ့တရေသားကိုကလေးရတဲ့အထိကိုသူတို့ထားတယ်ကလေးမွေးလာပြီဆိုရင်မြေမင်းသားစားတာမျိုးတွေဒီအသားနုနုလေးတွေကလေးရဲ့အသားနုနုလေးစားတာမျိုးတွေပြီးတော့ဥတွေကိုဆွဲထုတ်ပြီးရခါကြတော့ပေါ့နော်အဲ့ဒီကအစီအနှစ်တွေကိုစားသုံးတာမျိုးတွေကိုတို့ကပြုတ်လုပ်ခဲ့ကြတယ်နောက်ထပ်ထူခြားတကူကအဲ့လိုပြုလုပ်တာယောက်ျားတွေပဲလားဆိုတော့မဟုတ်ဘူးတခါလေကျရင်သူတို့ရဲ့မိန်းမတွေအထိကိုပါဝင်နေဆိုပြီးတော့သတင်းတွေမှာဖော်ပြထားပါတယ်အခုဆိုရင်တက်တည်ခိုင်မာတဲ့အတွက်ကြောင့်မို့လို့တချို့
နိုင်ငံရေးသမားတွေဒီလိုမျိုးနာမည်ကြီးတွေကိုစောင့်ကြည့်ရမျိုးရှိတယ်လို့မျိုးဘီတန်ရတော်ဝင်မင်းသားတူလဲပါဝင်နေဆိုပြီးတော့သတင်းထွက်နေတယ်ပေါ့နော်အခုဆိုရင်တော်ဝင်အိမ်ကနေတောင်မှသူ့ကိုနှင်ချလိုက်ပြီပေါ့နော်ထွက်သွားရပြီအဲ့တော့ဒီကိစ္စကြီးကအဆအဆုံးဘယ်လိုမျိုးဆက်ပြီးဖော်ထုတ်သွားမလဲဒါမှမဟုတ်ရင်အတက်နိုင်ဆုံးပဲသတင်းအမှောင်ချပြီးတော့ပဲဆက်သွားမှာလားအရင်တော့လိုပဲပေါ့နော်ဒီကတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့သိလိုက်ရတဲ့တခုကတော့မိဘတွေအနေနဲ့ကိုယ့်သားသမီးတွေများရှိတယ်ဆိုရင်လက်လွတ်စပယ်မထားကြဘူးပေါ့နော်အရင်တော့ဆိုရင်ကလီစာတွေထုတ်ရောင်းနေပါတယ်ညာတယ်ဒီလိုမျိုးပဲကြားခဲ့ကြတာလေဒီလိုမျိုးငွေရှိပြီးတော့လူမဆန်တဲ့ဒီလိုမျိုးစိုက်ကိုဆန်ဆန်ပေါ့နော်စိတ်ပန်းဖြည့်မှုတွေရှိနေသေးတယ်ပြီးတော့အဲ့ဒီဟာကလည်းလုံးဝအမေရိကန်သမ္မတတွေဒီပါဝင်ခဲ့ကြတယ်ကွာတချို့တွေတဲ့လားအဲ့လောက်ကြီးဆိုတော့အရန်ကိုကြောက်ဖို့ကောင်းတဲ့လုပ်ရကြီးဖြစ်သွားပြီပေါ့နော်အဲ့ဒီတဲ့အရန်တက်နေပါတယ်အခုတော့ လူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်နဲ့ခန်းစားချက်လေးတွေကိုကွန်မန့်မှာရေးခဲ့ပေးကြပါအောင်ရှင်ကျမတို့တင်သမျှမလွတ်တမ်းကြည့်ရအောင် subscribe မလုပ်ရသေးရင် subscribe လုပ်ပေးခဲ့ကြပါဦးရှင်